ကဲကဲကဲဒီနေ့ခုမှပဲပြန်ရောက်ပါတယ်မိတ်တို့ပစ္စည်းသွားဝယ်တာကုမ္ပဏီမှာပါဒီမှာဒါလေးလို့ဒါလေးကပါလေးလဲဆိုတော့သူက loose powder မိတ်တို့တို့ကျွေးပေါင်တာပေါ့နော်ကျွေးပေါင်တာလို့ခေါ်တယ် loose powder ဒီပေါင်တာလေးကိုမိတ်တို့သွားဝယ်တာပါကစတမာအမရှိလို့ဒါလေးရယ်ဒါကုမ္ပဏီမှာတော့ကုန်နေမိတ်တို့စီမှာပဲကြံတာတဲဆက်ပြ body scrub ရယ်ဒီ loose powder ရယ်နှစ်မျိုးပါကုမ္ပဏီသွားရင်လည်းမလမ်းမှာညနေတစ်ဆက်ပြလေးတပူက order တက်ပါတယ်ယူရင်းလမ်းကြောင်းလေးပါအေးကျောင်းကျောင်း3လောက်ပေါ့အေးယူလာလေယူလာတော့အင်း3လောက်မပါ3လောက်ကျော်ဒီမှာရောက်ပဲလဲမှလည်းဒီ9လောက်လည်းကျော်မယ်ယူသွားပါရှင်ကဲအခုမှရောက်လို့ထမင်းစားဖို့ဒီနေ့ကလက်ဖက်ထမင်းလေးစားကြတာလက်ဖက်လေးကိုထမင်းလေးနဲ့နေမယ်ရှဲလေးကိုနေမယ်ပဲတွေနဲ့ပြီးလို့ရှိအောင်မှာကြောက်လေးကကြက်လေးကြော်ထည့်မယ်ပြီးလို့ရှိရင်ဟာဖက်ဝိုင်လေးကြော်ထည့်မယ်ကဲအဲ့ဒါပါရှင်နော်ပါလီလာပြောတာပါဒီကတော့အလုပ်တင်ရပါ